Hello ကျွန်တော် Thomas Strong ဖြစ်ပါတယ် We Love Zomi USA Media Director တာဝန်ခံတယောက်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ညဒီ live မှာကျွန်တော်တို့အာမစခင်မှာမြန်မာပြည်သူမြန်မာနိုင်ငံအတွက်ကျွန်တော်ဆုတောင်းပေးခြင်းနဲ့စချင်တာဖြစ်ပါတယ်အဲကြောင့်ကျွန်တော်ဒီအချိန်မှာမြန်မာနိုင်ငံတနိုင်ငံလုံးမှာရှိတဲ့ပြည်သူဘက်တော်သားများပြည်သူတပ်မတော်သားများ PDF များနဲ့တိုင်းရင်းသားလက်နက်ကိုင်များအနေနဲ့ကျွန်တော်တို့မတရားအာဏာကိုသိမ်းပိုက်တဲ့စစ်အာဏာရှင်ကိုတွန်းလှန်တိုက်ထုတ်တဲ့နေရာမှာဒီမထိရမခဘဲနဲ့အမြန်ဆုံးနည်းနဲ့ကျွန်တော်တို့ပြည်သူအာဏာကိုပြည်သူလက်ထဲပြန်ရောက်နိုင်ဖို့အတွက်ရွရွချွန်ချွန်နဲ့တိုက်ပွဲဝင်တဲ့နေရာမှာအောင်တပြေပန်းများကိုအမြန်ဆုံးဆွတ်ခွနိုင်ကြပါစေလို့ကျွန်တော်တို့ဒီ We Love Zomi USA အဖွဲ့အနေနဲ့ဆုမွန်ကောင်းတောင်းပေးပါကြောင်းပနာမအနေနဲ့တောကြားလိုချင်းဖြစ်ပါတယ်အဲ့ဒါလိုပဲကျွန်တော်အိန္ဒိယနိုင်ငံမှာအိန္ဒိယနိုင်ငံမဏိပူရပြည်နယ်မှာလူမျိုးတုံးတပ်ဖြတ်ခြင်းကိုဖန်တဲ့ကျွန်တော်ဇုံမီနဲ့ကုကီလူမျိုးများလဲကျွန်တော်တို့မိတ်သေးလူမျိုးများရဲ့ငင်းပန်းနှိပ်စက်မှုမတရားရက်စက်ကြမ်းကြုတ်မှုအောက်ကနေပြီးတော့လွတ်မြောက်ပြီးကျွန်တော်တို့လူချင်းတဲ့ separate administration ဆိုတဲ့ကျွန်တော်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုအမြန်ဆုံးရနိုင်ဖို့ရန်အတွက်ကျွန်တော်ဖျားသခင်စီမှာကျွန်တော်ဆုတောင်းပေးလို့ချင်းဖြစ်ပါတယ်ကျွန်တော်ဒီညမှာအဓိကကျွန်တော် share ချင်တဲ့အကြောင်းအရာတစ်ခုကတော့ကျွန်တော်တို့ချင်းပြည်နယ်မှာမတရားသဖြင့်အနိုင်ယူလို့မှုအနိုင်ကျင့်ချင်တဲ့ကျွန်တော်တို့ CNF ရဲ့တို့လက်နက်ကိုင်အဖွဲ့နဲ့အပေါင်းပါများရဲ့တိတိမတွန်းဆောင်ဇုံမီဒီတာမှာကျွန်တော်နေကျူးကျော်ချင်တဲ့ကျူးကျော်နေတဲ့အကြောင်းအရာတွေကိုနဲ့သူတို့ရဲ့ထုတ်ပြန်တဲ့ statement တွေကိုကျွန်တော်ဒီကနေပြီးတော့ reaction တဘောနဲ့ပြလဲတုံ့ပြန်လိုတာလည်းဖြစ်ပါတယ်အဲ့ဒီမတိုင်ခင်မှာကျွန်တော် personal အနေနဲ့ကျွန်တော်ကဒီမြန်မာနိုင်ငံတနိုင်ငံလုံးကတိုင်းရင်းသားလူမျိုးနွယ်စုများနဲ့တော်၎င်းချင်းပြည်နယ်9မြို့နယ်စလုံးကညီကိုမောင်နှမအရင်ကြများနဲ့ကျွန်တော်4နှစ်4မှုပညာသင်ခဲ့ဘူးတဲ့လူတယောက်ဖြစ်တယ်လို့အဲ့လိုလူမျိုးနွယ်စုအသီးအသီးနဲ့စိတ်နေသဘောထားနဲ့စန္ဒအသီးသီးများနဲ့ကျွန်တော်စရိတ်အကျင့်စရိုက်များကိုလည်းကျွန်တော်ကောင်းစွာနားလည်ပြီးတော့ဒီကနေ့ဒီလမှာကျွန်တော်သုံးသပ်ပြမှာဖြစ်ပါတယ်အားကြောင့်ဒီဇုံမီလူမျိုးဆိုတဲ့နေရာမှာကျွန်တော်ချင်းပြည်နယ်မှာနေတဲ့ဇုံမီလူမျိုးဆိုတာကျွန်တော်တို့ဘုရားဖန်ဆင်းတဲ့အဖြစ်ကိုအဖြစ်အတိုင်းအရှိအတိုင်းကိုကျွန်တော်ဝန်ခံခြင်းဖြစ်ပါတယ်စိတ်ဆိုးစရာလည်းမဟုတ်ပါဘူးချင်းပြည်နယ်မှာရှိတဲ့ညီသေးနေထိုင်တဲ့လူမျိုးတွေဟာချင်းလူမျိုးဖြစ်ကိုဖြစ်ရမယ်လို့ဘယ်ဥပဒေတကဘာလုံးကဘယ်ဥပဒေပုပ္ပကမှကျွန်တော်တတ်မှတ်ခြင်းမရှိတယ်လို့ကျွန်တော်ရန်ကုန်တိုင်းမှာနေတဲ့လူမျိုးတိုင်းကိုလည်းရန်ကုန်လူမျိုးလို့ကျွန်တော်ခေါ်လို့မရပါဘူးအဲ့ဒါလိုပဲကချင်ပြည်နယ်မှာနေတဲ့လူမျိုးနွယ်စုတွေဟာလည်းကျွန်တော်ကချင်လူမျိုးလို့မခေါ်ကြတယ်လို့ရဝမ်လူမျိုးတွေကလည်းကျွန်တော်တို့ဘာလူမျိုးလဲလို့တွားမိရင်ကျွန်တော်ကချင်လူမျိုးလို့ပြောမှာမဟုတ်ဘဲနဲ့ကျွန်တော်ရဝမ်လူမျိုးပါလို့ပဲကျွန်တော်ဖြေပြောကြမှာဖြစ်ပါတယ်အဲ့ဒါလိုပဲရှမ်းပြည်နယ်မှာနေတဲ့ကျွန်တော်လူမျိုးနွယ်စုတွေဟာဘာလူမျိုးလဲလို့တွားမိရင်အင်းလေးကန်ဘီနာမှာနေထိုင်တဲ့ညီရင်းနေထိုင်တဲ့အဲ့အင်းလေးကန်ကိုအညီပြုတ်ပြီးတော့စာဝတ်နေရေးလုံနေကြတဲ့လူမျိုးနွယ်စုတွေဆိုလက်ရှမ်းလူမျိုးလို့မပြောဘဲနဲ့သူတို့ကိုသူတို့အင်းသားလို့သတ်မှတ်ကြတာဖြစ်ပါတယ်သူတို့ကိုသူတို့အင်းသားလို့သတ်မှတ်တယ်လို့မြန်မာနိုင်ငံအစိုးရလည်းသတ်မှတ်ခြင်းဖြစ်ပါတယ်အဲ့ဒါလိုပဲကျွန်တော်တို့ရှမ်းပြည်နယ်မှာနေတဲ့ပအုပ်လူမျိုးတွေကိုလည်းကျွန်တော်ကိုသူတို့ရှမ်းလူမျိုးတော့မခံယူဘဲနဲ့လူမျိုးနေရပါဘာလူမျိုးလဲဆိုရင်သူတို့ကိုပအုပ်လူမျိုးပလောင်လူမျိုးအဲ့လိုမျိုးကျွန်တော်တို့ပြောကြတာဖြစ်ပါတယ်ဒါကတော့ငင်းလို့မရပါဘူးဒါပေမဲ့ဘာဖြစ်လို့ချင်းပြည်နယ်မှာနေတဲ့ဇုံမီလူမျိုးတွေဟာတပ်ပုံတင်ပေါ်မှာဇုံမီလို့မရေးရတယ်လဲလို့ကျွန်တော်တို့ခဏခဏမကြာခဏကျွန်တော်တို့မိခွန်းထုတ်ခြင်းကိုခံပါတယ်မှန်ပါတယ်ဒါကတော့ကျွန်တော်တို့အခု2020ခုနှစ်မအားလာကအာနာသိမ်းမှကျွန်တော်တို့စစ်ဖနာအောက်ကိုရောက်သွားတာမဟုတ်ပါဘူး1968ခုနှစ်ကတည်းကဦးချုပ်နေဝင်းကအာနာသိမ်းပြီးတော့သူ့ကိုယ်သူစစ်ဝတ်စုံကိုချွတ်ပြီးတော့အရက်ဝက်နဲ့မြန်မာနိုင်ငံကိုအနည်း30လောက်အုပ်ချုပ်ပြီးတူပြီးတော့1988 90 91စစ်တပ်ကဦးချုပ်ဆောင်းမောင်တို့ဦးချုပ်တန်းစီတော့အာဏာပြန်သိမ်းတော့ကျွန်တော်တို့ရဲ့
စစ်တပ်ဒီရဲ့တနက်ပြောင်းအောက်မှာကျွန်တော်တို့ကြောက်တရားနဲ့ကျွန်တော်နေရတဲ့ချိန်မှာကျွန်တော်တို့ဖြစ်ချင်းကိုအဖြစ်အတိုင်းဝန်ခံလို့မရတဲ့ထုတ်ဖော်လို့မရဘဲနဲ့ကျွန်တော်နေရလို့တာကျွန်တော်တို့စုံကြီးလူမျိုးဆိုတာအခုမှတ်ပုံတင်မှာမရေးရချင်းဖြစ်ပါဒါပေမဲ့အခုကျွန်တော်တို့တက်တီအထောက်အထားအနေနဲ့ဆရာမကျင်ခေါမြန်တရားကသူ့မှတ်ပုံတင်ကတ်မှာတော့မှဇုံကြီးလို့ရေးရချင်းကိုလည်းကျွန်တော်တို့တက်တီတာရကအနေနဲ့ပြောပြလိုပါတယ်အားကြောင့်ကျွန်တော်တို့ဒီချင်းပြည်နယ်မှာနေလို့ကျွန်တော်တို့ကဇုံကြီးလူမျိုးပါပြောတဲ့အချိန်မှာကျွန်တော်တို့ချင်းတခြားချင်းမျိုးနွယ်စုတွေစော်ကားတာလည်းမဟုတ်ဘူးကျွန်တော်ဆန့်ကျင်တာလည်းမဟုတ်ကျွန်တော်အဖြစ်တိုင်းကျွန်တော်တို့မှာရိုးရခေါ်တော်ပွဲရှိတယ်ဆယ်ဆောင်ရှိတယ်ကျွန်တော်လက်ထပ်ထိမ်းများချင်းဒလေးဇယိုက်ဒီလည်းကျွန်တော်ကိုစီရှိကြတယ်နောက်ပြီးတော့တာကြီးနာကြီးမှာကျွန်တော်တို့ရိုးရဒလေးကောင်းနေကျွန်တော်တို့ရှိတယ်လို့စာပေရှိတဲ့ဘာသာစကားလည်းရှိကြတာမို့လို့ကျွန်တော်တို့ဟာကိုဇုံမီလူမျိုးပါလို့ပြောချင်းဒီကျွန်တော်တို့ရဲ့လွတ်လပ်မှုတစ်ခုဖြစ်ပါတယ်သူများအတိအမတ်ပြုတ်ချင်းမပြုတ်ချင်းတဲ့ဖရာသခင်ကဖန်ဆင်းတဲ့လူမျိုးတစ်မျိုးဆိုတာကျွန်တော်တို့အတိကအနေနဲ့ပြောလို့ပါတယ်အဲအကြောင်းကျွန်တော်တို့ချင်းပြည်နယ်မှာမြည်တင်းနေထိုင်ကြတဲ့တောင်ပိုင်းအလယ်ပိုင်းဘက်ကတခြားသောညီတော်နောင်တော်များနဲ့ညီကိုမောင်နှမများနဲ့ကျွန်တော်တို့လူမျိုးနွယ်စုများအနေနဲ့ကျွန်တော်တို့မှာဒိုင်ရှိတယ်လို့လာမီရှိတယ်ဇုံမီရှိနေကြတာဖြစ်ပါတယ်ဒီချင်းဆိုတဲ့အမည်နာမဟာကျွန်တော်တို့ဗမာတွေကနေပြီးတော့ပေးတဲ့ given name တာဖြစ်ပြီးတော့ကျွန်တော်တို့ဘာသာစကားအတိအကျမှလည်းအတိပဲရှိတဲ့စကားလုံးမဟုတ်ပါဘူးအဲအကြောင်းကျွန်တော်တို့တိတိသုံးစာအတိကจิခါခိုင်ကမ်ဒီမှာမြေတင်းနေထိုင်တဲ့အပြင်ကျွန်တော်အိန္ဒိယနိုင်ငံမဏိပူရတို့နောက်မီဇိုရမ်တို့မှာလည်းကျွန်တော်နေထိုင်ကြတာဖြစ်ပါတယ်အဲအကြောင်းဒီလူမျိုးနွယ်စုအသီးသီးရဲ့အချောင်းတွေကိုသိချင်းအပြင်ကျွန်တော်တို့လူမျိုးနွယ်စုအသီးသီးကြမှာကျွန်တော်တို့နားလေသဘောပေါက်မှုတန်တရားခင်းပြီးတော့အမှန်တရားကိုကျွန်တော်ဖော်ထုတ်နိုင်မှာဖြစ်ပါတယ်အဲ့ဒါနဲ့ဆက်လင်းပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာလူမျိုးများအကြောင်းကိုကျွန်တော်ရှင်းပြပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ပြီးခဲ့တဲ့အပတ်ကကျွန်တော် CNF နဲ့အပေါင်းပါများကကျွန်တော်တို့စုံမိဒီတာဖြစ်တဲ့တီတီနဲ့သုံးဆောင်နေမှာရှိတဲ့ ZRAD ရဲ့စခန်းကိုမတရားအင်အားအလုံးအကျုံသုံးပြီးတော့ကျွန်တော်တို့တင်းပိုက်ဖို့နှိမ်နှင်းဖို့သူစစ်စင်လာတဲ့ချိန်မှာCNF ရဲ့ပြောခွင့်ရပုဂ္ဂိုလ် slide ထက်နေကသူတို့က SSC တိုက်ဖို့စစ်ကြောင်းဖွင့်တာဖြစ်တယ်ဆိုပေမဲ့တကယ်တိုက်ခိုက်တဲ့နေရာမှာကြတော့ကျွန်တော်တို့ ZRA စခန်းကိုတင်ပိုက်ဖို့သူတို့ပြင်ဆင်နေတာနဲ့တကယ်တမ်းလဲသူတို့တိုက်ခိုက်တာဖြစ်ပါတယ်။ဝမ်းနဲ့ဘူးကောင်းတာတော့သူတို့ရဲ့ statement ဒီမှာသူတို့တရင်ထုတ်ပြန်ချက်ဒီမှာတည်ဆုံးမှုဒီကိုလည်းသူတို့ထုတ်ပြန်တာကျွန်တော်အများကြီးတွေ့ရပါတယ်ဒါပေမဲ့တကယ်တမ်းသူတို့တင်ပြတဲ့အချက်နဲ့ထုတ်ပြန်တဲ့အချက်နဲ့တကယ်ဖြစ်လက်တွေ့ဖြစ်အဖြစ်နဲ့တခြားစီဖြစ်နေတာအများအားတွေ့ရပါတယ်အဲအကြောင်းဒီကနေ့ကျွန်တော်ဒီ CNF ရဲ့ statement နဲ့ထုတ်ပြန်ချက်မှာကျွန်တော်အကြောင်းအရာတွေကိုအခုတစ်ခုပြီးတစ်ခုကျွန်တော်မားတဲ့အကြောင်းတွေကိုမမှန်ကန်ကြောင်းကိုကျွန်တော်ထောက်ပြသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ CNF ရဲ့ထုတ်ပြန်ချက်ထဲမှာ2020ခုနှစ်မှာပူတင်ရှန်ဆုန်ကို ZRA လက်နက်ကအဖွဲ့ကတတ်ဖြတ်ပါတယ်ဆိုတဲ့မားတဲ့တည်င်းကိုကျွန်တော်ပထမဆုံးအနေနဲ့ကြောင်းအရာခိုင်လုံနဲ့ကျွန်တော်တုံ့ပြန်သွားမှာဖြစ်ပါတယ်ပူတင်ရှန်ဆုန်မှာ ZRA Eastern Command မှာတခါမှတာဝန်ထမ်းဆောင်မှုလည်းမရှိဘူးတဲ့ပုဂ္ဂိုလ်တယောက်လည်းဖြစ်တယ်လို့လူငယ်ပညာတတ်တယောက်ဖြစ်ပေမဲ့ဒီ ZRA နဲ့ရန်ငုံရန်စလည်းရှိတာကိုလည်းကျွန်တော်ဘယ်တင်ဘယ်မီဒီယာကမှပေါ်ပြခြင်းကိုလည်းကျွန်တော်တို့မကြားခဲ့ဘူးပါဘူးသူမိသားစုတဲ့သူဆွေမျိုးသားချင်းဘက်ကနေလည်းဘယ်လိုမျိုးရန်ငုံရန်စကို ZRA နဲ့ပူတင်ရှန်ဆုံကြားမှာဖြစ်ဘူးတယ်ဆိုတဲ့အထောက်အထားတစ်ခုမှအခုထိမကြားရတဲ့အတွက်ကြောင့်အဲ့ဒါအပြင်ပူတင်ရှန်ဆုံမှာ ZRA Eastern Command မှာစစ်မှုထမ်းတာပဲဖြစ်ပါဝင်ထမ်းဆောင်ပြီးတော့ပါဝင်ပြီးအဲ့ရနေစိတ်တက်ကြလို့အိမ်မိသားစုစီကိုထွက်ပြေးသွားတဲ့ပုံကမဟုတ်ဘူးသူပါဝင်တာ ZRA Eastern Command မဟုတ်တဲ့အတွက်ကြောင့်သူ့ရဲ့တည်ဆုံးမှုဟာကျွန်တော်တို့အနေနဲ့ပညာရှင်တယောက်နဲ့မြို့ချစ်တယောက်ဆုံးရှုံးသွားခြင်းအပြင်ကျွန်တော်တို့ဝမ်းနည်းခဲ့ပြီးမြဲဒီ ZRA Eastern Command နဲ့ဦးရှတင်ချန်ဆွန်ရဲ့တည်ဆုံးမှုလုံးဝနည်းနည်းမှပတ်သက်မှုမရှိချောင်းကိုထောက်ထားခိုင်လုံစွာနဲ့ကျွန်တော်ပတ်သက်ရှင်းပြခြင်းဖြစ်ပါတယ်ဥပမာသူက ZRA Eastern Command ကနေစစ်မှုထမ်းပြီးတော့တာဝန်ထမ်းဆောင်ပြီးတော့အိမ်ပြန်ခိုးပြေးပြီးတော့ပြန်သွားတာဆိုရင်ကျွန်တော်တို့ရဲ့
full responsibility ကိုယူရမှာဖြစ်ပါတယ်အဲ့ဒါလိုပဲမအားလာကလည်းသူစစ်သားတွေကိုတတ်ပြီးနဲ့ထွက်ပြေးသွားရင်လိုက်ဖမ်းပြီးတော့ထိုက်တန်တဲ့ဖြစ်တန်ကိုချပြီးအကျဉ်းထောင်ထဲကိုထည့်ရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီပူချင်ချန်ဆုံးရဲ့တည်ဆုံးမှုနဲ့ပတ်သက်လို့ကျွန်တော်တို့အဖွဲ့ကနေဝေလပ်စုံများနေကျွန်တော်ဝန်နေချင်းကိုအခုထက်ထိကျွန်တော်တို့ဝန်နေမဆုံးဖြစ်ပြီမဲ့သူ့ရဲ့တည်ချင်းအခင်းအချင်းမှာ ZRA နဲ့ပတ်သက်တယ်ဆိုတာတော့ဒီ CNA ကလိန်လေလက်ဖြာပြီးတော့ကျွန်တော်တို့မျိုးနွယ်စုအချင်းချင်းမျိုးကိုချင်းချင်းကိုရန်တိုက်တာဖြစ်ပြီးခိုင်လုံတဲ့အထောက်အထားမရှိတဲ့ပြင်ဘယ်သူမှယုံနိုင်စရာမရှိတဲ့သတင်းနဲ့ statement ထုတ်ပြန်ခြင်းတာဖြစ်ကြောင်းကျွန်တော်ဝေလပ်တော်မီဒီယာနေပြောကြလို့ပါတယ် CNF ကအဲ့လိုမျိုးပူချင်ချန်ဆုံးရဲ့ကျွန်တော်တို့ဆုံးရှုံးခြင်းကိုဒီလိုမျိုးသူတို့ statement မှာပေါ်ပြလိမ့်ကစားကျွန်တော်တို့ဦးမော့ဆက်ကင်တောင်ကိုတိုက်ဇိုဂမ်ချာတာရီနဲ့ကလေးမျိုးကနေစိုက်ကယ်နဲ့တက်တဲ့လက်နဲ့မဲ့ဓာတ်တလက်မတော့မပါတဲ့ဦးမော့ဆက်ကင်တောင်ကိုဖမ်းပြီးတော့လက်နဲ့ကင်မဟုတ်ဘဲနဲ့စစ်သုံးပန်းလည်းမဟုတ်ဘဲနဲ့သူတို့အပေါင်းပါများနဲ့အခိုက်အတန့်တစ်ခုကိုဖမ်းပြီးတော့နောက်ဆုံးမှရရဆက်ဆက်နဲ့ခေါင်းဖြတ်ပြီးတော့သူ့အလောင်းကိုနီးစပ်ရာကြီးရွာဥက္ကဋ္ဌများစီဘယ်မှာထားတဲ့အကြောင်းဘယ်မှာပစ်ထားတဲ့အကြောင်းတည်င်းပို့ပြီးတော့ကောက်ခိုင်းပြီးမိသားစုအကြောင်းကြားပြီးတော့တကြူခိုင်းတာကိုကျွန်တော်တို့သူတို့အဲ့ဒါကိုမငဲ့ဘဲနဲ့ပူတင်ဆမ်ဇွန်ရဲ့တည်ဆုံမှုကိုမစီမဆိုင် ZRA ကိုကျွန်တော်တို့အပြစ်ဖို့ခြင်းကိုကျွန်တော်တို့မစီမချင်းစွာနဲ့ကျွန်တော်တို့statement ထုတ်ပြန်ခြင်းဖြစ်ကြောင်းဒီပူကင်တောင်ရဲ့သူတို့ရရဆက်ဆက်တပ်ဖြတ်ခြင်းအပေါ်မှာကျွန်တော်တို့နိုင်ရှင်းပြီးတော့ကျွန်တော်တင်ပြလို့ချင်းဖြစ်ပါတယ်အခုထက်ထိဟိုမိုးဇက်ကင်တောင်ရဲ့ခေါင်းကိုကျွန်တော်တို့မိသားစုစီနဲ့ပိုင်ရှင်တွေစီမပေးတဲ့အတွက်ကြောင့်ကျွန်တော်တို့အဲ့ဒီခေါင်းကိုလည်းကျွန်တော်တို့လူသားချင်းစာနာထောက်ထားစွာနဲ့ဘယ်မှာရှိကြောင်းဘယ်မှာပြစ်ထားကြောင်းဘယ်မှာမြုပ်နှံထားကြောင်းကိုကျွန်တော်မိသားစုကိုစားတောင်းဆိုလို့ချင်းဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်စစ်သုံးပန်းချင်းဆိုရင်ကျွန်တော်ဂျင်နီဗာဥပဒေကြီးညာစာရအရာကျွန်တော်တို့စစ်သုံးပန်းဥပဒေရှိပါတယ်အခုလိုလက်နက်မဲ့ပြည်သူတယောက်ကိုရရဆက်ဆက်ဖမ်းပြီးတော့အပြစ်မဲ့ပြည်သူတယောက်ဖမ်းပြီးတော့သူပါလာတဲ့ဇိုဂမ်ချာတာတွေလည်းဘာအပြစ်မှုအနာစာတခုမှလည်းရှိတာမလို့ရှားဒါလည်းမှုရှိတာလည်းမဟုတ်သေးဘူးဘာပြစ်မှုမှမရှိဘဲနဲ့လက်နက်မဲ့ပြည်သူတယောက်ကိုဒီလိုမျိုးခေါင်းဖြတ်ပြီးတော့သူတကောက်ကွာတွေကိုဖြတ်ပြီးမေးကင်ပြီးတော့သူ့အလောင်းကိုပြစ်ထားပြီးတော့အနည်းအနာကကြီးရွာဥက္ကဋ္ဌတွေကိုဘယ်မှာထားတဲ့ကြောင့်ပို့ပြီးတော့မိသားစုကိုဒီလိုမျိုးခေါင်းမပါဘဲနဲ့တကြူတယ်ဆိုတာကျွန်တော်တို့ဇုံမီရိုးရမှာလဲအရက်ဆက်ဆုံးကြမ်းကြုတ်ဆုံးနှိမ့်ဆက်ချင်းတာဖြစ်ကြောင်းကိုကျွန်တော်ဖောက်ပြလိုတာဖြစ်ပါတယ်နောက်ပြီးတော့အလေးအနက်တင်ပြလိုတာတခုကတော့ကျွန်တော်တို့မအားလာရဲ့သူရဲကောင်းပွေပေးတဲ့ကိစ္စဖြစ်ပါတယ်ဒါဖြစ်ပြတာကျွန်တော်မမီတလောက်စန်2018-2019လောက်မှာကျွန်တော်တို့စုံမီထဲကကျွန်တော်တို့အရန်လေးစားတဲ့စီးပွားရေးလုပ်ငန်းရှင်၃ဦးကမအားလာကိုသူရဲကောင်းပွေပေးတာသူတို့အမြေခံတော့တစ်တင်စုံမီလို့အမြေခံပါတယ်ဒါပေမဲ့ဒီမအားလာကိုသူရဲကောင်းပွေပေးတဲ့ကိစ္စဒီဇစ်အားလည်းနဲ့လာပတ်သက်ခိုင်းတာကိုကျွန်တော်တို့လုံးဝမတရားပါဘူးလို့ဒီနေရာနေကျွန်တော်သုံးပြန်ခြင်းဖြစ်ပါတယ်ဒီမအားလာကိုသူရဲကောင်းပွေပေးတဲ့နေရာမှာဦးဆောင်တဲ့စီးပွားရေးလုပ်ငန်းရှင်တတိကြီး၃ယောက်က၃ယောက်ထဲမှာတစ်ယောက်က2020ရွေးကောက်ပွဲမှာတီမြို့နယ်ကနေပြီးတော့တတိပုဂ္ဂလနဲ့လွတ်တော်အမတ်ကိုဝင်ရောက်ရှင်ပြိုင်တဲ့လူတယောက်ဖြစ်ပါတယ်နောက်တစ်ယောက်ကတော့တီမြို့နယ်မှာပဲကျန်းခိုင်ရေးပါတီရဲ့လွတ်တော်အမတ်အနေနဲ့ရွေးကောက်ပွဲကိုဝင်ပြိုင်တဲ့လူတယောက်ဖြစ်ပါတယ်နောက်တစ်ယောက်ကတော့တီမြို့နယ်မှာ NLD ပါတီအစိုးရအောင်နိုင်ရေးအတွက်ငွေကြီးအမြောက်အများနဲ့ထောက်ပံ့ပြီးတော့အောင်နိုင်ရေးအတွက်အထူးတာဝန်ယူထားတဲ့တတိကြီးတယောက်ဖြစ်ပါတယ်အဲ့ဒီပုဂ္ဂိုလ်၃ယောက်ပါZRAနဲ့မပတ်သက်တဲ့ပြင်ဇုံမီပါတီလဲအားမပေးဘူးဇုံမီ movement တွေမှာလဲတခါမှအားပေးခြင်းငွေရေးကြီးရဲနဲ့ထောက်ပံ့ခြင်းများကိုလည်းသူတို့မလုပ်ခဲ့ဘူးတဲ့ပုဂ္ဂိုလ်ကြီး၃ယောက်ဖြစ်ပါတယ်သူတို့ကိုကျိုးစီးပွားအတွက်လာကျွန်တော်တို့လည်းမမေးဘူးသူတို့ကလည်းမပြောပြတယ်လို့ကျွန်တော်လည်းမဝေဖန်လို့ပါဘူးဒါပေမဲ့သူတို့နိုင်တဲ့ကာသလစ်ကဖုံးတော်ကြီးတပါးရဲ့နောက်ကျန်တဲ့အတင်းတော်ဂိုင်ကနာအတီးတီးကတိတ်ခါတော်ရဆရာကြီးတွေခေါ်ပြီးတော့ Christmas လက်ဆောင်အဖြစ်နဲ့အဲ့ဒီသူရဲ့အကောင့်ဘွဲ့ကိုမအားလာကိုပေးအပ်တော့ရောက်ဆက်နင်းခြင်းဖြစ်ပါတယ်အဲ့ဒါလိုပဲသူ
သူတို့ပေးသွားတာဒီ ZR နေတဲ့လုံးဝမပတ်သက်ကြောင်းကိုကျွန်တော်ဒီ live ကိုနားထောင်တဲ့မြန်မာပြည်သူပြည်သားအားလုံးချင်းပြည်နယ်ပြည်သူပြည်သားအားလုံးကိုဒီကနေထက်ခါတလဲလဲအတိပေးလို့ချင်းဖြစ်ပါနောက်မှာဒီမအားလာကိုသူရဲကောင်းဘွဲ့ပေးခြင်းနဲ့ ZR ကိုလုံးဝမပတ်သက်စေလို့ကြောင်းနဲ့ထင်ဟပ်ပြီးတော့မပြောပြစေလို့ကြောင်းလဲကျွန်တော်ဒီကနေဝေလပြုံမိမိဒါရိုက်တာတယောက်အနေနဲ့ထက်ခါတလဲလဲအတိပေးလို့ချင်းဖြစ်ပါတယ်မတိတဲ့လူကိုလည်းရှင်းပြပေးကြပါဒီတထေးကြီး၃ယောက်နဲ့ဇုံမီမုံမနဲ့ဇုံမီပါတီနဲ့ဒီ ZR Eastern Command နဲ့လုံးဝတခါမှပတ်သက်ဘူးမရှိဘူးတလို့အခုလည်းမပတ်သက်ဘူးနောက်လည်းပတ်သက်မှာမဟုတ်ချောင်းကိုလည်းကျွန်တော်အတိအလင်းကိုကျွန်တော်ပြောပြလို့ချင်းမဟုတ်မမှန်ပဲနဲ့ဆွတ်ဆွဲခြင်းများကိုရက်တန့်ကရက်ချပါရန်လဲကျွန်တော်ဒီမီဒီယာနေတောင်းပလို့ချင်းဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်ပုံကူကြီးတယောက်ကဒီ ZR SLC ကလက်နက်တပ်ဆင်ပေးခြင်းဒီသူရဲကောင်းဝိတ်ပေးခြင်းအပြင်လက်နက်တပ်ဆင်ပေးပါတယ်လို့ကျွန်တော်တို့ဆွတ်ဆွဲကိုလည်းကျွန်တော်တို့အရှိရစပွဲကျွန်တော်ကြားရပါတယ်အဲ့ဒါကိုလည်းကျွန်တော်တို့မအားလာကတာ ZR ကိုလက်နက်တပ်ဆင်ပေးတယ်ဆိုရင် ZR ကမအားလာအမှရှိတဲ့ခင်မီလက်နက်များကိုတုံးပြုတ်ပြီးတော့ဒီတိတင်သုံးစားမှာနဲ့ချခါတော့မှရှိတဲ့တခြားလက်နက်ကိုင်တွေကိုတရက်နှစ်ရက်လောက်နဲ့မောင်းထုတ်နင်းထုတ်နိုင်မှာဖြစ်ပါတယ်အခုမအားလာစီကနေလက်နက်နဲ့စားနပ်ရိက္ခာဘာမှအကူအညီတစ်ခုမှမရဘူးတလို့မအားလာရဲ့အကူအညီမလိုအောင်လဲကျွန်တော်တို့ဒီတတိယနိုင်ငံဒုတိယနိုင်ငံအနေပြီးတော့ကျွန်တော်တို့ဒီဝေလစုံမီလိုမျိုးချစ်ဖွဲ့ဒီကနေပြီးတော့ကျွန်တော်ဒီ ZR Eastern Command ကိုစားနပ်ရိက္ခာအစလက်နက်ခဲယမ်းအဝတ်စားအကအစကျွန်တော်တို့ P2C ကိုမတောင်းရအောင်ဆိုပြီးတော့ကျွန်တော်တို့နှစ်စဉ်တိုင်းလာစဉ်လာတိုင်းကျွန်တော်တို့အတွက်လူလေတီးမရှိအောင်ကျွန်တော်တို့ကူညီပံ့ပိုးပေးတာဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီသူရဲကောင်းဘွဲ့ပေးခြင်းနဲ့ZRလုံးဝမပတ်သက်တယ်လို့ဒီသူရဲကောင်းဘွဲ့ပေးခြင်းအပြင်မအားလာက ZRကိုလက်နက်ပတ်သက်ဆင်ပေးတယ်ဆိုတာလေတရဲဘောအကြောင်းပြီးတော့အချင်းဤတက်ဆွဆွဲချင်းတာဖြစ်ပါတယ်ကျွန်တော်တို့ဇုံမီအချင်းချင်းညီကိုမောင်နှမအချင်းချင်းကိုရန်ဖြစ်ပြီးတော့သူတို့ပဲအုပ်ဆိုးပြီးတော့အနိုင်ယူချင်းတဲ့ဒီ CNF ရဲ့ဝါရဖြင့်မိုင်းတိုက်ချင်းလမ်းစဉ်တာဖြစ်ပါကြောင်းကိုကျွန်တော်အတိအလင်းပြောကြားလိုတာဖြစ်ပါတယ်ဒါတွေမကဘူးကျွန်တော်တို့ဒီ CNF ဒီလိုမျိုးကျွန်တော်တို့ဒီဇုံမီအထဲမှာကျွန်တော်တို့တယောက်နဲ့တယောက်နားလည်မှုလွဲအောင်အမျိုးမျိုးထောက်ထားလုံးဝမရှိဘဲနဲ့ထိုင်လုံမှုမရှိဘဲနဲ့ ZR ကိုအမြဲကျွန်တော်တို့ SSC နဲ့ပူးပေါင်းပါတယ်အတူတူတိုက်ခိုက်ပါတယ်ဆိုဆွဆွဲပြီးမြဲကျွန်တော်တို့ဥပမာအနေနဲ့ပြောမယ်ဆိုရင်တဏီဒီတောင်ကုန်းစခန်း SSC စခန်းကို PDF ဇိုလင်းကတွားသိမ်းပိုက်တဲ့အချိန်မှာ ZR တပ်သားများကိုအတီနဲ့ဘယ်နှယောက်ဖမ်းမိတယ်အရှင်ဘယ်နှယောက်ဖမ်းမိတယ်ဆိုတာလဲကျွန်တော်တို့မရှိပါဘူးအဲ့ဒါလည်းတိုင်းရင်းစခန်းမှာလဲ CNF ရဲ့အပေါင်းပါများစစ်ခွေးတွေရဲ့စခန်းကိုတွားသိမ်းတဲ့နေရာမှာလဲအလောင်းအများကြီးရကြပါတယ်စစ်ခွေးတွေအများကြီးတည်တာကိုကျွန်တော်တို့တင်းလဲကြားရတယ်တိလဲတိရတယ်အဲ့ဒီမှာ ZR လဲတပ်သားတယောက်မှလည်းမပါဘူးအရှင်လည်းမမိဘူးအတီလည်းမမိဘူးဒါမဲ့ပြောတော့ဘူးပေါင်းပါတယ်သူတို့မဟာမိတ်လုပ်ပါတယ်ပြောကြားရတယ် SSC ကိုတွားတိုက်ပြီးတော့မရှုမလရှုံးပြီးတော့နောက်ဆုတ်တဲ့အချိန်မှာ ZR ကပူပေါင်းပြီးတိုက်ပြီးတယ် ZR ကိုတိုက်ပြီးတော့မရှုမလနောက်ဆုတ်ပြီးတော့ရှုံးတဲ့အချိန်မှာ SS တိုက်ပြီးတယ်ဆိုတာကလေးကစားစရာလို့ယုံနိုင်စရာမရှိတဲ့ကျွန်တော်တို့ဆွဆွဲခြင်းပြလည်းဖြစ်ပါကြောင်းကျွန်တော်ဒီအနေတန်တရားနဲ့အလွဲအမားတွေကိုကျွန်တော်တို့မရှိအောင်ကျွန်တော်ပြန်လဲတဲမှတ်ပေးလို့ပါတယ်နောက်လဲ CNF နဲ့အပေါင်းပါများမာတဲ့တည်င်းကိုတက်ပြီးတော့မန္တာလောက်ချပါဟုတ်တာလဲပြောကြပါဒီလိုမျိုးတယောက်နဲ့တယောက်မုတ်သားစကားပြောခြင်းအပြင်ကျွန်တော်တို့ကြံတိုက်တာကတော့ကျွန်တော်တို့ဖျားတခင်လည်းမကြိုက်ဘူးကျွန်တော်တို့ချင်းပြည်နယ်ရဲ့အမတ်တင်ဂီတချင်းလူမျိုးတွေအမတ်တင်ဂီတဖြစ်တဲ့အောက်ချင်းရဲ့ကျွန်တော်တို့ဂုံချက်တွေရှိလာတဲ့တစ္ဆာတရားဆိုတာလည်းမဲ့တာဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်တို့တစ္ဆာမဲ့စွာနဲ့ဒီလိုမျိုးဆွတ်ဆွဲခြင်းအမားတရားတွေနဲ့မိုင်းတိုက်ခြင်းများကိုလည်းရက်တန်ကရက်ပေးဖို့အတွက်ကျွန်တော် CNF များကိုလည်းကျွန်တော်တို့ဒီကနေအတိပေးလို့ချင်းဖြစ်ပါတယ်အဲ့ဒါလိုပဲကျွန်တော်တို့ကျွန်တော်တို့ဇုံမီဒီယာအစတုန်းကလည်းကျွန်တော်တို့တီးတင်ချင်းအဲ့လိုပဲချင်းလိုမျိုးပါကျွန်တော်တို့ကိုကိုလည်းဝင်ခံပြီးတော့ပြောခဲ့တဲ့အချိန်လဲကျွန်တော်တို့ရှိခဲ့ပူပါတယ်ဒါပေမဲ့ကျွန်တော်တို့မှာဒီလိုမျိုးအောက်ချင်းရဲ့တစ္ဆာမရှိဘဲနဲ့ညီကိုမနမ
yin cha say that machine when it sanang out tamu the machine when it the only the other gong pong chat beat up general ana lude ching ma general the chin so the community ဖွဲ့စည်းတိုင်းမှာတစ္ဆာမဲ့တဲ့အဖွဲ့အစည်းဖြစ်လာတယ်လို့ကျွန်တော်တို့မှာယုံကြည်မှုကိုအယမ်းမဲ့သွားတာဖြစ်ပါတယ်အဲ့လိုမျိုးငွေကိုမောင်နှမအရင်အချင်းချင်းကိုတပ်မောဇက်စကစ်တော်လို့မတရားတပ်ဖြတ်တယ်နောက်ပြီးတော့စစ်သုံးပါခွင့်ရေးတွေတော့တယောက်နဲ့တယောက်လူအခွင့်အရေးများကိုချိုးဖောက်ပြီးတော့ကျွန်တော်တို့ဒီလိုမျိုးလုပ်တာခဏခဏတွေ့ပါတယ်နောက်တစ်မျိုးအနေနဲ့ကျွန်တော်ပြောပြမယ်ဆိုမလေးရှားမှာကျွန်တော်တို့2004 2005လောက်တုန်းကမလေးရှားမှာ UNHCR နဲ့အတိမတ်ပြုတာတော့ကျွန်တော်ချင်းပြည်နယ်တပြည်နယ်လုံးကိုစားကိုချင်း refugee community CRC ပဲရှိတာဖြစ်ပါတယ်ဒါပေမဲ့ CRC အခုကျွန်တော်တင်ပြသွားတဲ့ CNF လို့ပဲ UN register ရဖို့ UNHCR ခေါ်တဲ့အချိန်မှာတန်းစီတဲ့တခြားလူမျိုးတွေဆိုတာနာမည်တွေကိုအလဲရောက်တဲ့ချိန်ကျစီနီယာရောက်တဲ့ချိန်ကျသူတို့ဟာခတ်တန်တလန်ဘက်ကလူတွေကိုအစားထိုးပြီးတော့ထက်သွားတဲ့အချိန်မှာကျွန်တော်တို့ကဒီမတရားမှုကိုချင်း community အောက်မှာနေခြင်းပြင်မဲ့ဒီမတရားမှုကိုလူတွေကမခံနိုင်တဲ့အချိန်မှာကျွန်တော်နောက်ပိုင်းကျရင်စုံမိ Association of Malaysia ZM ပေါ်လာတယ်နောက်ပြီး Alliance Chin Refugees SCR ပေါ်လာတယ်အဲ့အောက်မှာတောင်ပိုင်းကကျွန်တော်ညီကိုရီနောက်တည် community တို့ season community တို့ zone community တို့ဘာလို့အဲ့မှာရှိနေကြတာဖြစ်ပါတယ်နောက် Flam Refugee Organization FRO လည်းကျွန်တော်အဲ့လိုမျိုးခွဲထွက်တာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ချင်းဆိုတဲ့ umbrella ထီအောက်မှာကျွန်တော်အတူတကွကျွန်တော်တို့နေချင်းပြင်မဲ့ကျွန်တော်တို့အာနာခွဲဝယ်တဲ့နေရာမှာကျွန်တော် benefit ခွဲဝယ်တဲ့နေရာမှာကျွန်တော်တို့ကြီးတူငယ်နိုင်ဆိုတယ်လို့ကျွန်တော်အမြဒီဟာခနဲ့ထန်တလာပဲကျွန်တော်တို့ကြီးစုပြီးတော့အမြဲတမ်းရန်လူစိတ်တဲ့ကျွန်တော်အများစုကိုယူချင်တဲ့အချိန်မှာကျွန်တော်တို့ကဒီချင်း community မှာဘယ်သူမှမပြောမမွေ့တော့ဘဲနဲ့နေတာပြောတယ်ပူဆိုးတာတခွတော့ကျွန်တော်တို့တတိယနိုင်ငံရောက်တဲ့အချိန်မှာဒီကျွန်တော်တို့ဥပမာပြောလို့ဇုံမီနာမီနဲ့ဝင်သွားတဲ့ဒီဟာခတ်တန်တလာဘက်ကမိသားစုဒီညီကူမောင်နှမတွေကြတော့သူတို့အစင်ပြေနဲ့ဝင်ကြပြီမဲ့သူတို့ရဲ့နာမည်ပိုင်ရှင်ဒီကာယကံရှင်တွေနောက် community တွေမှာသူတို့နာမည်နဲ့ပြောင်းဝင်တဲ့ချိန်မှာကျွန်တော်ပြီးခဲ့တဲ့2016 15လောက်တုန်းကဒီ American ရဲ့ immigration data မှာကျွန်တော်နာမည်ဒီ first name နဲ့ last name day of birth နဲ့ father name mother name ဒီအကုန်လုံးထပ်တူထပ်မြတ်ဖြစ်တဲ့ချိန်မှာသူတို့ confuse လုပ်ပြီးတော့ verify လုပ်တဲ့ချိန်မှာအစားထိုးဝင်သွားတဲ့ပထမဆုံးဝင်သွားတဲ့သူ့အယောင်တွေကဘာမှစိတ်ခေါ်ချင်းမရဘဲနဲ့အနံ့အကန်ကာယကံရှင်ဒီကအတူဖြစ်ပြီးတော့ကျွန်တော် immigration ရဲ့စစ်မြန်းချင်းကို verify လုပ်ခြင်းကိုကျွန်တော်ခံနေရတာအဲ့ဒါကိုကျွန်တော်ညီကိုမောင်နှမအရင်အချင်းချင်းကိုအောက်ချင်းရဲ့တစ္ဆာမရှိဘဲနဲ့တစ္ဆာဖောက်ပြီးတော့ကျွန်တော်တို့တယောက်နဲ့တယောက်ခေါင်းပေါင်ဖြတ်တာကို CNF အပြင်ကျွန်တော်မလေးရှားမှာလည်း CRC ကလုပ်ခဲ့ဘူးတော့ကျွန်တော်ဒီအနေတမိုင်းမဟုတ်ဘဲနဲ့ကျွန်တော်အဖြစ်တိုင်းကျွန်တော်တင်ပြလိုတာဖြစ်ပါတယ်အဲ့ဒါနဲ့ကျွန်တော်တို့2022ခုနှစ်ဦးဟုံငါရဲ့ပြည်နယ်ဝန်ကြီးချုပ်တက်တန်းမှာကျွန်တော်တိတိမြို့နယ်ကနေပြီးတော့ကျွန်တော်တို့ခရိုင်မြို့ကိုရဖို့အတွက်ကျွန်တော်တို့ပြည်နယ်လွတ်တော်မှာကျွန်တော် agenda နဲ့ရှောက်ထားတာကိုကျွန်တော်ညီကူမောင်နှမအရင်အချင်းချင်းတိတိမြို့နယ်ဟာတိတိမြို့နယ်လူဦးရေဟာတသိန်းကျော်ဖြစ်ပြီးတော့ဟာခနဲ့ထန်တလန်လူဦးရေကတိတိမြို့နယ်တမြို့နယ်ရဲ့လူဦးရေလောက်မရှိပေမဲ့အဲ့ဒါပြင်ဟာခမြို့နယ်ကငကူကရမြို့ပြည်နယ်ရဲ့မြို့တော်ဖြစ်ပြီးသားကိုသူတို့တိတိမြို့တော်ရဲ့တိတိမြို့နယ်ရဲ့ဒီစီခရိုင်မြို့တော်တောင်းချင်းကို agenda တင်သွင်းခြင်းကိုကန့်ကွက်ပြီးတော့ဟာခမြို့ကိုပြည်နယ်မြို့တော်ဖြစ်တဲ့ပြင်ခရိုင်မြို့တော်အဖြစ်ကိုတတ်မှတ်ခြင်းခံရပါတယ်အဲ့ဒီနေရာမှာလဲကျွန်တော်တို့တစ္ဆာမဲ့ပြီးတော့ကျွန်တော်တို့တိတိမြို့ကခရိုင်ရလိုက်ရင်ဟာခရဲ့ပြည်နယ်မြို့တော်ဖြစ်ခြင်းကိုတစိတ်တပြားမှပဲ့မှလည်းမဟုတ်ဘဲနဲ့အဲ့လိုမျိုးကျွန်တော်တို့မညာမတာကျွန်တော်တို့ကန့်ကွက်ညင်းပယ်ခြင်းကိုခံရတာဖြစ်ပါတယ်အဲ့ဒီအပြင်ကျွန်တော်တို့2015နဲ့2020ကျမ်းမှာဦးလျံလွယ်ဖလန်းကနေပြီးတော့ကျွန်တော်ပြည်နယ်ဝန်ကြီးချုပ်လှုပ်လာတဲ့အချိန်မှာလဲကျွန်တော်တို့ကတိတိမြို့နယ်ကခရိုင်ရရှိဖို့အတွက်ကျွန်တော်တို့ဖလန်းခရိုင်အောက်ကနေထွက်ဖို့ဒီတန်းခရိုင်ရဖို့အတွက်ကျွန်တော်တို့နေပြည်တော်ကနေတော့၎င်းကျွန်တော်ပြည်နယ်လွတ်တော်ကနေတော့အချင်းချင်းစူးစမ်းပြီးမဲ့ဦးလျံလွယ်ကလည်းကျွန်တော်ရရဆက်ဆက်နဲ့
သူ CM လုပ်နေတဲ့တီးတင်ကခရိုင်မရစေရဘူးဆိုတဲ့သူရဲ့ကြမ်းတမ်းတဲ့ရက်စက်ရုပ်မာတဲ့စကားကြောင့်ကျွန်တော်တို့မရခဲ့ပါဘူးဝမ်းနဲ့စရာကောင်းတာတော့ကျွန်တော်တို့ကောင်းလာပါတယ်ဆိုတဲ့မြန်မာသမိုင်းမှာဒီမိုကရေစီရွှေရည်စိန်ဒီမိုကရေစီ10 နှစ် 10 မှုထဲမှာကျွန်တော်တို့တီးမြို့ကခရိုင်မရဘဲနဲ့ကျွန်တော်တို့အရန်ရက်ဆက်ကြမ်းတမ်းတဲ့မနစ်မျိုးတဲ့ဒီစစ်အာဏာရှင်တွေရဲ့လက်ထက်ချမှာကျွန်တော်တို့တိမြို့ကခရိုင်ရတာကိုကျွန်တော်တို့မပျော်ရပေမဲ့ကျွန်တော်တို့မရှိတာနဲ့ဆိုင်ကျွန်တော်လက်ခံရတာလည်းဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ဒီလူမျိုးတစ္ဆာရှိနဲ့ညီကိုမောင်နှမအရင်စိတ်ရှိပြီးတော့လူတယောက်နဲ့တယောက်စာနာထောက်ထားတဲ့စိတ်ရင်းတွေစိတ်ကောင်းတွေရှိကြရင်မအားလာပေးစရာမလိုဘူးနဲ့ကျွန်တော်တီးတင်က2022ခုနှစ်နဲ့နောက် NLD အစိုးရလက်ထက်2015နဲ့2020ကြားမှာကျွန်တော်တို့ခရိုင်မြို့ကိုရသိရထိုက်တဲ့မြို့တစ်မြို့ဖြစ်တာကိုဒီလိုမျိုးညီကိုစိတ်ဓာတ်ကြီးမြင့်စွာနဲ့အောက်ချင်းရဲ့တစ္ဆာတရားမဲ့စွာနဲ့ကျွန်တော်တို့ဒီလိုမျိုးညီကိုတွေရဲ့ကန့်ကွက်ခြင်းခံရတာကျွန်တော်တို့အဝိုင်းပယ်ခံရတာအထီးကျန်ဘဝကိုခံရတာကျွန်တော်တို့ဇုံမီလူမျိုးတွေတာဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်တို့အနေနဲ့နောက်နောက်မှာကျွန်တော်တို့ CNF ကဒီချင်းပြည်နယ်တပြည်နယ်လုံးကိုအုပ်စိုးခြင်းနဲ့ဥဆောင်ခြင်းတဲ့ဆိုရင်ပညာရှိစွာနဲ့ကျွန်တော်တို့နှိမ့်ချပြီးတော့ကျွန်တော်တို့မြတ်တနဲ့ကျွန်တော်တို့အာနာခွဲဝေတဲ့နေရာမှာရထူးခွဲဝေတဲ့နေရာမှာလည်းကျွန်တော်မြတ်တဖြစ်အောင်လဲကျွန်တော်ခွဲဝေကြဖို့လဲကျွန်တော်မှာကြားလိုတာဖြစ်ပါတယ်နောက်ဘာသာရေးရှုတော်ကနေလဲကျွန်တော်အကြောင်းအရာတစ်ခုနဲ့ထောက်ပြလိုခြင်းဖြစ်ပါတယ်ကျွန်တော်တို့1953မတိုင်ခင်မှာကျွန်တော် Baptist ကChin Baptist Association နဲ့ကျွန်တော်တို့အဲ့အောက်မှာကျွန်တော်နေရချင်းဖြစ်ပါတယ်ဒါပေမဲ့1952ခုနှစ်လောက်ကနေပြီးတော့ကျွန်တော်တိတ်ခါတော်ရဆရာကြီး ST ဟောက်ကိုဦးဆောင်ပြီးတော့အခုလက်ရှိတက်ရှိထင်ရှားနေတဲ့ဒေါက်တာ Reverend Dr. ကျော်ရဲ့အဖေကိုဆောင်ဖိန်းတော့နဲ့ညှိပြီးတော့အများသဘောတူညီမှုနဲ့တီးဒီဟာခါဖလမ် Baptist Association ဆိုပြီးတော့Zomi Baptist Convention အောက်မှာအဲ့လိုမျိုး association 3ခုနဲ့ကျွန်တော်ဖွဲ့စည်းတည်ထောင်ခဲ့တာကျွန်တော်တို့အားလုံးတမိုင်းအရာအထောက်ထားခိုင်လို့ဆိုတာကျွန်တော်သိရှိရခြင်းဖြစ်ပါတယ်ဒါမဲ့ကျွန်တော်ရှေ့ကဦးဆောင်တဲ့ကျွန်တော်တို့ပညာတတ်လူယူသည်ရှင်ယူသည်ပုံကူရဲ့ဆုံးဖြတ်ချက်ကိုကျွန်တော်ငင်းဆန်ပြီးတော့ DZBC ရဲ့အောက်မှာကျွန်တော်တို့ mission တစ်ခုအနေနဲ့ ministry တစ်ခုအနေနဲ့စနေတဲ့တောင်ပိုက်တာတနာလုပ်ငန်းကို1983မှာစတဲ့အချိန်မှာတိတ်ခါတော်ရဆရာ ranking ခုမှနေပြီးတော့ Chin for Christ in 1 century ဆိုပြီးတော့ ZBC လက်အောက်ministry တစ်ခုကို ZCOC လို့ခေါ်ဝေတမှုရမှာကို Z ကိုမတုံးမဲ့နဲ့ C တဲ့တုံးပြီးတော့ကျွန်တော်တို့ခုနပြောသလိုအောက်ချင်းရဲ့တစ္ဆာကိုကျွန်တော်တို့ပြောင်းပြန်လာပြီးတော့ကျွန်တော်43နဲ့နေရမယ်ကျွန်တော်တို့ ZBC အောက်ကလူမျိုးနွယ်စုတွေကို34ဖြစ်သွားအောင် rebel ranking ခုမှစသွားတာဖြစ်ပါတယ်အဲ့ဒါပိုပြီးတော့ထင်ရှားသွားအောင်ကျွန်တော်တို့က1995ကျတော့ကျွန်တော်ဒေါက်တာချမောရခေတ်ဆက်အစည်းအဝေးမှာသူမနိုင်အောင်ကျွန်တော်တို့မတူပီဇုံတုံဘက်ကအစည်းအဝေးကိုမတက်ရောက်နိုင်မဲ့ကိုယ်စလဲများကိုလည်းသူကားစီစဉ်ပြီးတော့ဟော်တလူထန်တလန်နေရလဲအစည်းအဝေးမတက်ရောက်နိုင်မဲ့ပုံကူများကိုသူတို့လမ်းစေထုတ်ပြီးတော့မနိုင်အောင်ကျွန်တော်တို့ဇုံမိဘက်ကဒီ ZBC မှာခေါင်းဆောင်ဖွင့်မရအောင်သူကညစ်ပတ်စွာနဲ့ကျွန်တော်ဘာသာရေးဖြစ်တဲ့ကစားနိုင်ငံရေးလိုလာကစားပြီးတော့ကျွန်တော်တို့မျှတမှုကိုစန့်ကျင်ဘက်ပြုပြီးတော့သူပဲအာဏာခုနကျွန်တော်ပြောသလိုဒီမအားလာတို့တန်းရွှေတို့ဘူချုပ်နေဝင်းတို့ရဲ့အာဏာဆွဲမဲ့မှုစိုးမိုးခြင်းစိတ်တွေကိုသူကမွေးပြီးတော့ကျွန်တော်တို့ကိုအဲ့လိုမျိုးလုပ်တဲ့အချိန်မှာကျွန်တော်တို့က ZBC ကနေပြီးတော့ခွဲထွက်ပြီးတော့ကျွန်တော်တို့ ZBCM Zomi Baptist Convention of Myanmar လို့အနေနဲ့ကျွန်တော်တို့96ကနေပြီးတော့ခွဲထွက်ပြီးတော့အခုထက်ထိနေသွားတာဖြစ်ပါတယ်အဲ့အချိန်မှာလည်းကျွန်တော်တို့ကြိုးစားပါတယ် ZBC နဲ့ပြန်ပြီးတော့အတိမပြုရအောင် MBC အောက်မှာ MBC အတိမပြုမှုနဲ့ကျွန်တော်တို့ ZBCM ကို Zomi Baptist Convention ကိုနေလို့ရအောင်ဆိုပြီးတော့အကျဉ်းအခါကျွန်တော်တို့ကြိုးစားခဲ့ဘူးပါတယ်ဒါပေမဲ့ကျွန်တော်ကြိုးစားခဲ့သမျှကိုကျွန်တော်တဲထဲရည်သွန်တယ်လို့ MBC ကနေလည်းကျွန်တော်တို့ရဲ့တောင်းဆိုမှုတွေကိုအတိမတ်မပြုတ်ဘဲနဲ့ကျွန်တော်တို့ကိုညှင်းပယ်တာဖြစ်ပါတယ်ကျွန်တော်တို့
ZBC ကနေပဲဖြစ်ဖြစ်ကျွန်တော် MBC ကနေပဲဖြစ်အချင်းချင်းအခါခါအလီလီကိုကျွန်တော်တို့ ZBCM ကို MBC လည်းအောက်မှာအတိအမှတ်ပြုတ်ပြီးတော့ငကူလိုပဲကျွန်တော်တို့အတိအမှတ်ပြုတ်ခံပြီးတော့ကျွန်တော်အတူတကွကျွန်တော်တို့တာတနာလုပ်ငန်းမှာပါဝင်ဖို့စူးစမ်းခဲ့ပြီမဲ့ကျွန်တော်တို့ဟာအဝိုင်းပဲခံဘဝနေပြီးတော့ဒီဒေါက်တာချမောဟာခါထန်တလန်ဘက်က CNF ပြင်ဒီနှစ်ချင်းရဲ့တမိုင်းမှာလည်းသူ့ရဲ့မြစ်ပတ်စွာဘာသာရေးကိုနိုင်ငံရေးလို့ကစားပြီးတော့ရက်ဆက်စွာသူလုပ်ခဲ့မှုကြောင့်ကျွန်တော်တို့ZBC မှာအခုထိမြန်မာနိုင်ငံမှာမှတ်တမ်းတင်ခွင့်မော်ကွန်းတင်ခွင့်မရတာကိုကျွန်တော်တို့ oneness ဆိုတွေ့ရတာဖြစ်ပါတယ်ဒါပေမဲ့အဲ့ရချီပြီးတော့ကျွန်တော်တို့ဖျားတင်ကကျွန်တော်တို့လူတွေရဲ့ပြစ်ပယ်ထားတဲ့ဝိတ်စည်းကိုဖျားကမပြစ်ပယ်ပဲနဲ့ကျွန်တော်တို့2018ခုနှစ်မှာကျွန်တော်တို့ဒီ American Achieve ZBCA နဲ့2019မှာမြန်မာနိုင်ငံမှာရှိတဲ့အရင်က ZBC အခု CBC ဖြစ်သွားတဲ့ Chin Baptist Convention နဲ့မြန်မာ Baptist Convention ကပေါ် partnership အနေနဲ့သူတို့အငင်းပယ်ခံတဲ့ convention တွေအခုချိန်မှာကျွန်တော် Baptist World Alliance BWA မှာကျွန်တော်တို့ကောင်းကောင်းလေးဖျားကြည့်ဆိုတော့ကြောင့်သူတို့မော်ကွန်းတင်ပိုက်ခွင့်မှတ်တမ်းတင်ပိုက်ခွင့်အတိအမှတ်ပြုတ်ပိုက်ခွင့်ကိုကပ္ပနိုင်ငံ124နိုင်ငံကနေပြီးတော့ကျွန်တော်အဲ့ထက်မှာပါဝင်ခွင့်ဖြစ်တာဖြစ်ပါဝင်ခွင့်ရတာဖြစ်ပါတယ်အဲ့ဒါကြောင့်တစ်ချိန်လုံးကတစ္ဆာမဲ့ခဲ့တဲ့ဘာသာရေးမဆန်ဘဲနဲ့နိုင်ငံရေးဆန်ဆန်နဲ့ညင်ညစ်ပတ်ပတ်ကျွန်တော်တို့ကိုဝိုင်းပယ်ခဲ့တဲ့ဒီဟာခါနဲ့ထန်တလန်ဒေါက်တာချမွိုင်းတို့နဲ့ကျွန်တော် MBC ကနေခေတ်အဆက်ဆက်အတွင်းရေးမှူးများဥက္ကဋ္ဌများနဲ့ကျွန်တော်တို့ဒီ MBC မှာဝင်လို့မရအောင်ဇုံမျိုးကိုမော်ကွန်းတင်ခွင့်မရအောင်တမိုင်းမတန်းတင်ခွင့်မရအောင်လုံးဝကိုအပြည့်ပြောက်တော့အောင်ကြိုးစားခဲ့တဲ့ပုဂ္ဂိုလ်တမျှကိုကျွန်တော်တို့အခုချိန်မှာဇုံမီနစ်ချင်းနဲ့ဇုံမီဒီကိုကျွန်တော်တို့ကပ္ပအလယ်မှာကျွန်တော်တို့လူတကာကတိတော့အောင်ကပ္ပကတိကပ္ပနှစ်ချင်းအဖွဲ့ချုပ်ကတိမပြုရလေအောင်ကျွန်တော်တို့ဖျားတခင်ကခမရတို့ကိုတုံးပြုပြီးတော့တစ္ဆာမဲ့စွာနဲ့ဆက်ဆံခိုင်းချင်းလားလို့ကျွန်တော်တို့အခုဒီမီဒီယာအနေနဲ့ပြောကြလို့ချင်းဖြစ်ပါတယ်အဲ့လိုပဲအဖက်ဖက်ဘာသာရေးလူမှုရေးနိုင်ငံရေးစစ်ရေးမှာကျွန်တော်တို့ဒီဇုံမီဒီတာကိုဘာဖြစ်လို့ဒီ CNF ကဘာအကြောင်းပြချက်ဒီနဲ့ကျွန်တော်တို့တိုက်ခိုက်ကြတယ်လေဒီလူမျိုးအမားတည်င်းကြီးကိုဖြန့်ပြီးတော့ငေကိုအချင်းချင်းရန်တိုက်နေကြတယ်လေဆိုတာကျွန်တော်အော်လို့မဆုံးပါဘူးတကယ်လို့ကျွန်တော်တို့ပြီးခဲ့တဲ့တစ်ပတ်နှစ်ပတ်လောက်တုန်းကဖြစ်ပစ်ခဲ့တဲ့အရာတွေကကျွန်တော်တို့ CNF နဲ့အပေါင်းပါ18ဖွဲ့ကနေပြီးတော့ SSC ကိုတိုက်ဖို့စစ်ကြောင်းဆင်ပါတယ်ဆိုရင်အခါနဲ့ထန်တလာမှာစစ်ခွေးတွေစခန်းတွေအကုန်လုံးပြကြတော့ပြီလားအဲ့ဒီမှာစစ်ခွေးတွေမရှိတော့ဘူးလားအဲ့ဒီဟာခါနဲ့ထန်တလာမှာမြို့သိမ်းတိုက်ပွဲတွေပြီးသွားပြီလားအဲ့ဒီနှမြို့နယ်မှာစစ်ခွေးတွေရှင်းနေတဲ့အဲ့မှာတိုက်ကြပါတိတင်တွန်းလန်ဘက်ကစစ်ခွေးတွေကိုတိတင်တွန်းလန်ဘက်ကလက်နက်ကအဖွဲ့တွေကတာဝန်ယူဖို့ရှင်းနိုင်ဖို့ကျွန်တော်တို့ယူရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ချင်းချင်းရန်တိုက်ပြီးမဲ့စား SSC ကိုတိုက်တယ်ဆို plan နဲ့မဟုတ်ဘူးဟာခါနဲ့ထန်တလန်က SSC တက်တယ်အများကြီးရှိသေးတာကျွန်တော်တို့သိရပါတယ်သူတို့ကိုအရင်တိုက်ပြီးလူအရင်ကျွန်တော်တို့စစ်ကိုအကုန်ကြီးတောင်းပါပြီးရင်ကျွန်တော်တို့လည်းတိတိနဲ့သုံးစာချခါကစစ်ခွေးတွေမတိုက်ထုတ်နိုင်လို့ခင်ဗျားတို့စီအကုန်ကြီးတောင်းတဲ့အချိန်ကြမှာကျွန်တော်နေကြုံပြီးတော့ကျွန်တော်တို့လာအကုန်ကြီးပါအကုန်ကြီးမတောင်းရင်လည်းမလာကြပါနဲ့လင်တန်တို့ပါတော့တိတိနဲ့သုံးစာနေမှာတိတိနဲ့သုံးစာနေကဇုံမီတွေပိုက်တာဖြစ်ပါတယ်အခါနဲ့ထန်တလာမှာ ZR တွေကတခါတလေမှကျွန်တော်တို့ခြေဖွားတပြခြေရတပြတော့မှကျွန်တော်နေကြုံပြီးတော့မချဖို့ခဲ့ဘူးတလို့ကျွန်တော်တို့တိတိသုံးစာနေတွေမှာလဲ CNF ပြအရင်တစ်ခေါက်တော့ဒါခိုင်းမှာကျွန်တော်တို့ရရဆက်ဆက်ကျွန်တော်တို့အလန်ဒီကိုဆုတ်ဖျက်ပြီးတော့ကျွန်တော်စော်ကားမော်ကားနဲ့ကျွန်တော်လုတ်ခဲ့ဘူးတော့ကိုကျွန်တော်မြဝါထင်ထင်တွေ့ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကိုတယောက်နဲ့တယောက်မလေးစားနိုင်ရင်တော့ကိုစီးနဲ့ကိုနေကြရင်ကျွန်တော်တို့အနစ်ထယုံကြတဲ့ရန်ပြုတ်မှုစစ်ခင်းတွေကဖြစ်မှာမို့အခုတွေးထွက်တန်ယုံမှုတွေမကကျွန်တော်တို့လူငယ်တွေအမြောက်အများစွာကျွန်တော် SSC ကိုတိုက်လို့မြန်မာပြည်လွတ်လပ်ရေးရဖို့ချင်းပြည်နယ်တပြည်နယ်လွတ်လပ်ရေးရဖို့အတွက်ကျွန်တော်တို့မြို့ချစ်လူငယ်တွေအသက်ကိုစထေးပြီးတော့ပေးသွားတယ်ဆိုရင်ကျွန်တော်တို့ကျင့်တတ်ပါတယ်ဒါပေမဲ့ကျွန်တော်အမျိုးသားချင်း SSC နဲ့တခါမှတူတူစစ်တိုက်ချင်းပူးပေါင်းချင်းလက်မှတ် NCA လက်မှတ်ထူထားတဲ့ CNF တော့မှ CNF လက်မှတ်ထူမှစစ်တပ်နဲ့အတိမတ်ပြုတာပူးပေါင်းတာကိုတည့်ရတာနဲ့တခါမှ
စစ်တပ်နဲ့လက်မှတ်ထိုးခြင်းပူးပေါင်းခြင်းတွေ့ဆုံငင်းနိုင်ခြင်းကိုမရှိခဲ့ဘူးတဲ့ ZRA Eastern Command ကို SSC နဲ့မဟာမိတ်ဖွဲ့ပါတယ်အတူတူပေါင်းပါတယ်ဆိုတော့ဆွတ်ဆွဲတဲ့အရန်ကိုရှစ်ဖို့ကောင်းတဲ့ကပ္ပအလဲမှာအရန်ကိုရှစ်ဖို့ကောင်းတဲ့ကျွန်တော်တို့ဆွတ်ဆွဲခြင်းများတာဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်တို့အနေနဲ့နောက်မှာကုစီးနဲ့ကိုနေကြရင်ကျွန်တော်တို့အကောင်းဆုံးဖြစ်မှာပါ SSC စစ်ခွေးတွေကိုတိုက်တယ်ဆိုဖလားနဲ့ထန်တလာဟာခါနဲ့ထန်တလာမှာပြီးအောင်အရင်တိုက်ပါတိတိနဲ့သုံးစားမှာတိုက်လို့မတိုက်ဘူးဆိုရင်အဲ့ချိန်မှာစစ်ကိုခေါ်ရင်အဲ့ချိန်ချမှာလာပြီးတော့ကိုတိုက်ပေးကြပါနောက်ပြီးတော့အုတ်ချုပ်ရေးပိုင်းမှာလည်းအတူတကွကျွန်တော်မိသေးနေထိုင်လို့တဲ့ချင်းပြည်နယ်မှာကျွန်တော်တို့အမျိုးတင်ဂီတာအောက်ချင်းရဲ့လို့တစ္ဆာရှိရှိနဲ့ညီကိုမောင်နှမအရင်စိတ်နဲ့ကျွန်တော်ဘာသာရေးလူမှုရေးတွေမှာ UN အရေးမှာနောက်စစ်ရေးဒီနိုင်ငံရေးမှာကျွန်တော်နေချင်ကြတယ်ဆိုရင်ကျွန်တော်တို့အရင်တော့ကျွန်တော်တို့43နဲ့နေခဲ့ဘူးတလို့အခုလည်းကျွန်တော်43နဲ့နေနိုင်ဖို့ဖြစ်ပါတယ်ဒါပေမဲ့ဒီလိုမျိုးမဟုတ်မတရားတဲ့နည်းနဲ့တော့ညီကူမောင်နှမအရင်ချာအချင်းချင်းကိုဒီလိုမျိုးအမုန်းတွေပွားပြီးတော့တယောက်နဲ့တယောက်တန်တရားနဲ့မဖြစ်နိုင်တဲ့တရားတွေနဲ့ကျွန်တော်ဆွဲပြီးတော့အဖြစ်ဖို့နေမယ်ဆိုရင်ကျွန်တော်တို့ဟာဒီကျွန်တော်ရဲ့အောက်ချင်းကကြီးကားများဖြစ်သွားမလားလို့ကျွန်တော်တို့ဒီဝေလပ်ဆုံးမီဒီယာနေပြောကြလို့ချင်းဖြစ်ပါတယ်အောက်ချင်းရဲ့တစ္ဆာကျွန်တော်တို့တယောက်နဲ့တယောက်ချစ်ချင်းမြတ်တာရှိပြီးတော့ရန်သူလာတဲ့အချိန်မှာတစ္ဆာရှိတယောက်ရဲ့အသက်ကိုတယောက်ကပါကွယ်ပြီးတော့တယောက်တည်သွားရင်လည်းတည်ခံပြီးတော့နောက်တယောက်ကကြံတဲ့လူတွေရဲ့အသက်ကိုကာကွယ်ပြီးကြခြင်းဖြစ်ပါတယ်အားကြောင့်ကျွန်တော်ရဲ့ဒီချင်းပြည်နယ်ရဲ့ချင်းလူမျိုးနွယ်စုတွေရဲ့အမျိုးအမတ်တင်ဂီတာပြီးတဲ့အောက်ချင်းတွေကိုကျွန်တော်အောက်မေ့တတိယပြီးတော့ကျွန်တော်တို့မှာတယောက်နဲ့တယောက်ဒီရန်တိုက်ချင်းစစ်ပြုတ်ချင်းနောက်ပြီးတော့တည်င်းမားတွေစံချင်းများကိုလည်းကျွန်တော်ရှောင်ရှားကြဖို့ဖြစ်ပါတယ်နောက်အမားတစ်ခုကတော့ ZRA ဘင်းဆိုင်ပြူပြီးတော့စီးပွားရေးရှာပါတယ်သူတို့ဘင်းဆိုင်ပြူချင်းချင်းပြည်နယ်ဇုံမီလူငယ်တွေကအသက်ရှုံးကြတယ်ရှုံးရှင်တော့အများကြီးရောက်ကြတယ်ဆိုတဲ့အမားယွန်းတည်င်းတစ်ခုလည်းကျွန်တော်ကြားရပြန်တာဖြစ်ပါတယ်ကျွန်တော်တို့တွန်းဆောင်မြို့နယ်မှာကျွန်တော်ဒီတာဝမ်းစာဖိုလုံဖို့အတွက်ရှေးကလေးကကျွန်တော်တို့ဘင်းဆိုင်ပြူမှုရှိခဲ့ပြီးတာဖြစ်ပါတယ်ဒါပေမဲ့ပူဆိုးတာတော့စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာလွတ်လပ်တဲ့ကျွန်တော်တို့တရားဥပဒေစိုးမိုးမှုမရှိတဲ့အချိန်မှာလူတိုင်းကလူတွေကစိုက်ပြူကြတာဖြစ်ပေမဲ့စစ်တပ်လည်း Eastern Command အနေနဲ့အဖွဲ့လိုက်အနေနဲ့ဘင်းစိုက်ပြူချင်းကိုတပင်မြအခုထိစိုက်ပြူမှုချင်းမရှိပါဘူးကျွန်တော်တို့ကဘင်းစိုက်ဖို့အချိန်လည်းမရှိဘင်းစိုက်ချင်းကိုလည်းအားမပေးပေမဲ့ဘင်းစိုက်တဲ့နေရာတိုင်းမှာအုပ်ချုပ်တဲ့လက်နက်ကအဖွဲ့အစည်းတွေကတော့ ZRA ပဲဖြစ် CDF တန်းဆောင်ပဲဖြစ်နောက် SSC စစ်ခွေးတွေပဲဖြစ်သူတို့အခွန်ကိုကောက်ခံနေတာဖြစ်ပါတယ်အဲဒါကြောင့်သူတို့ရဲ့နယ်မြေစိုးမိုးတဲ့နေရာတိုင်းမှာသူတို့အခွန်ကောက်ခံတာပဲဖြစ်ပြီးတော့ဘင်းဆိုင်ပြူချင်းကို ZRA Eastern Command အနေနဲ့ရှိကြတဲ့အခုထိစိုက်ပြူချင်းမရှိဘူးတလို့ခုလည်းမစိုက်ဘူးနောက်လဲစိုက်ပြူမဲ့လက်နက်ကင်အဖွဲ့အစည်းလည်းမဟုတ်ပါဘူးနောက်ပြီးတော့ ZRA Eastern Command အခုထက်ထိ NCA မှာစစ်တပ် SSC စကားစနဲ့တဘောတူညီမှု NCA လက်မှတ်မထိုးတလို့တွေးဆုံညှိနှိုင်းခြင်းလည်းတစ်ခါမှမရှိပါဘူး2022ခုနှစ်စံပိုင်တော့နေပြည်တော်မှာတနိုင်ငံလုံးအတိုက်အတာနဲ့ NCA လက်မှတ်ထိုးထားတဲ့အပြစ်ရအဖွဲ့အစည်းတွေနေပြည်တော်မှာ SSC နဲ့တွားတွေ့တဲ့ချိန်မှာကျွန်တော်တို့ဒီဇက်တာလေ Eastern Command ကပူခမင်းထန်လဲပါပါတယ်ဆိုပြီးတော့တို့စလုံးအမားနဲ့ကျွန်တော်တို့ထပ်ဖြစ်ပြီးတော့ကျွန်တော်တို့အမားတရင်ကိုဖြန့်ပူးတာလည်းရှိပါတယ်ဒါပေမဲ့ oneness ဆိုတာနဲ့ကျွန်တော်တို့အဲ့လိုမျိုးတွေ့ဆုံဆွေးနွေးခြင်းအတူတူစစ်တိုက်ခြင်းကျွန်တော်တို့အတူတူလေ့ကျင့်ခြင်းဘာမှမရှိခဲ့ဘူးတဲ့ဒီ ZRA Eastern Command ကို SSC နဲ့ပူးပေါင်းပါတယ်ဆိုတဲ့ဆွဆွဲချက်တွေကလည်းတရေပေါ်ကြောင်နဲ့ဆွဆွဲခြင်းနဲ့လုံးဝယုံကြည်လို့မရတဲ့ထောက်အထားမဲ့တဲ့ဆွဆွဲခြင်းများတာဖြစ်ပါတယ်နောက်ဆုံးနှစ်ဂုံးချုပ်အနေနဲ့ကျွန်တော်အချုပ်အဖြစ်ပြောကြလို့ဒါကတော့ကျွန်တော်တို့အခုတင်ပြသွားတဲ့ CNF ရဲ့ဆွဆွဲမှုတွေဟာအချင်းကြီးတဲ့အမားတွေတာဖြစ်ပြီးတော့ကျွန်တော်တို့အောက်ချင်းရဲ့တစ္ဆာတရားကိုမထောက်ထားမညာတာပဲနဲ့ကျွန်တော်တို့အရင်တော့43နှစ်နေတဲ့ချင်းပြည်နယ်ကကျွန်တော်တို့မျိုးနွယ်စုအတီးတီးကို34ဖြစ်အောင်ကျွန်တော်လုတ်ခဲ့တာကျွန်တော်တို့ CNF ဖြစ်တယ်လို့မလေးရှားနိုင်ငံရောက်တဲ့အချိန်မှာလည်းကျွန်တော်တို့ကွဲအပြားဖြစ်အောင်လုတ်သွားတာလဲ CRC ဖြစ်ပါတယ်နောက်ပြီးတော့အခုချိန်မှာမြန်မာပြည်ကြီးစစ်ခွေးရအာဏာသိမ်းတဲ့အချိန်မှာလဲ
ကျွန်တော်ညီကိုနမအောင်နမအရင်ချအချင်းချင်း SSC တိုက်ရမယ်စာ SSC တိုက်မယ်အမည်ပြုတ်ပြီးတော့ကျွန်တော်တို့လူမျိုးတွေဆိုအချင်းချင်းမှာတွေးထွက်တန်ယူပြီးအနိထန်ယုံကြအောင်စစ်လာတိုက်ကြတာကျွန်တော်တို့ဝမ်းနဲ့ဆရာဖြစ်ပါတယ်နောက်တော့မှရှောင်ရှားကြဖို့နောက်ပြီးတော့တည်င်းမှာလည်းအရင်ပြီးခဲ့တဲ့တိုက်ပွဲတွေမှာလည်းလေးစားရတဲ့ပုံကူတွေကဒီ CNF နဲ့ဒီမြန်မာချုပ်မီဒီယာတွေမှာ CNF ကတယောက်တည်ဆုံးပြီးတော့ဇက်တာလည်းတက်တာ17ယောက်တည်ဆုံးပါတယ်ဆိုတာလည်းလုံးဝမှားတာဖြစ်ပါတယ်ကျွန်တော်တို့ဇက်တာလည်းဘက်ကကျွန်တော်အမျိုးနဲ့ကျွန်တော်ဇိုကမ်နဲ့ဇိုမီအတွက်အသက်ပေးတဲ့သူရဲကောင်းပုံကူတိုင်းဟာအသက်ပေးတဲ့အချိန်မှာကျွန်တော်တို့တရားကြီးကောက်ပေးတဲ့အထူးသဖြင့် ZNTV ဇိုမီ National TV ကနေပြီးတော့ကျွန်တော် P2 လူထုစီကိုတရားကြီးကောက်ပေးတာဖြစ်ပါတယ်အခုလည်းကျွန်တော်တို့ ZNTV ကပြီးခဲ့တဲ့ချက်ပိုင်းတုန်းက CNF နဲ့အပေါင်းပါတွေရဲ့ရက်ဆက်စွာမတရားနဲ့ကြော်ပြီးတော့ညင်ပန်းနေစပြီး SSC တပ်သားတွေကိုမတိုက်ရဲဘဲနဲ့သူတို့ကိုတိုက်မဲ့အစားကျွန်တော်တို့ဇက်တာတွေကိုလာတိုက်တဲ့ချိန်မှာအသက်ပေးသွားတဲ့ညီလေးရဲ့တရားကြီးကိုလည်း ZNTV ကနေပြီးတော့ကျွန်တော်ဥဆောင်အုံမြပ်ပြီးတော့တရားကြီးကောက်ခံပေးတာကိုကြည်ချင်းအပြင် CNF ရဲ့တည်င်းထုတ်မှုဇက်တာတွေဘက်က17ယောက်တည်တယ် CNF က1ယောက်တည်တယ်ဆိုတာလုံးဝမားတာကိုဖျားရှိလို့ရှိနေကဘာတိအောင်ကျွန်တော်ပြောချလို့ချင်းဖြစ်ပါတယ်။ Now ဒီ CNF ကိုကျွန်တော်တို့ဒီတတိယကဘာနဲ့တတိယနိုင်ငံတွေမှာရောက်ကြတဲ့ကျွန်တော်တို့ချင်းချက်ချီကကျွန်တော်ကိုငီတောက်ပန်တော်ကိုကျွန်တော်ကြားသိရပါတယ်ကျွန်တော်မနာလိုလို့လည်းမရဘူးပန့်ပူးကြပါကျွန်တော်ချင်းပြည်နယ်နဲ့မြန်မာနိုင်ငံတနိုင်ငံလုံးလွတ်လပ်ဖို့အတွက်ကျွန်တော်ပန့်ပူးကြတာကျွန်တော်တို့ဒါအမှန်တရားနဲ့ကျွန်တော်တဘာဝကြပါတယ်ဒါပေမဲ့ခင်ဗျားတို့ဆယ်ဖို့တပုဒီကျွန်တော်အသင်းတော်ကပေးကြတဲ့လူဒန်းပြီးတော့ရရောလူဒန်းနဲ့ CNF အတွက်လက်နဲ့တက်ဆင်ပြီးတဲ့လက်နဲ့ဒီကြောင်း SSC ကိုမတိုက်ဘဲနဲ့ SSC ကတပ်သားတွေကိုမတိုက်ဘဲနဲ့ကျွန်တော်တို့ချင်းပြည်နယ်ထဲမှာနေတဲ့ညီကိုမောင်မောင်နှမအရင်ချတွေရဲ့တွေးထွက်ဖို့တည်ဆုံးဖို့အသက်တွေပျောက်ဖို့ CNF ကအတုံးချနေတယ်ဆိုတာဒီအမေရိကန်နဲ့တတိယနိုင်ငံမှာရောက်ကြတဲ့ချင်းအသင်းတော်ချင်း Baptist Church ရဲ့ချင်း Church ကိုကျွန်တော်ဒီကနေအသိပေးလို့ပါတယ်ခင်ဗျားတို့လူရောနဲ့လူဒန်းသွားတဲ့ CNF အတွက်လူဒန်းသွားတဲ့ငွေကြီးပမာဏတွေဟာ SSC တိုက်ဖြတ်ဖို့မဟုတ်ဘဲနဲ့ဇုံမီကိုအမျိုးဖြတ်သုံးဖို့ဇုံမီဒေတာမှာမတရားလက်ဝတ်ကြီးအုပ်ချုပ်နိုင်ဖို့အတွက်ကြိုးစားတာဖြစ်ရင်ဒါကျန်းစာနဲ့ကိုက်ညီပါမလားဖျားတရားနဲ့ကိုက်ညီပါမလားဆိုတာကိုစင်ချင်းအောက်မိဖို့အတွက်ကျွန်တော်ဒီကနေချင်းချက်တွေကိုအမေရိကန်နိုင်ငံမှာရှိတဲ့ချင်းချက်ရဲ့ကမ္ဘာနိုင်ငံမှာအတီးတီးမှာရှိတဲ့ CNF ကိုထောက်ပံ့တဲ့အတင်းတော်တီးတီးကိုလည်းကျွန်တော်ဒီကနေအောက်မိတ်တတိယစီလိုပါတယ်အားကြောင့်ကျွန်တော်တို့ဒီကနေ့ကျွန်တော်နေကုန်းချုံအနေနဲ့ဒီကျွန်တော်အကောင်းစဉ်တတ်ထားတယ်လို့ကျွန်တော်တို့ချင်းတောင်တန်းစီကတစ္ဆာမဲ့တဲ့အောက်ချင်းနဲ့များနဲ့တောင်းရောင်ဆောင်တော့ကြီးများဆိုတာကျွန်တော်နောက်ဆုံးနေကုန်းချုပ်လို့တာတော့ကျွန်တော်တို့အောက်ချင်းကတစ္ဆာပြီးတော့တယောက်နဲ့တယောက်ပေါ်တယောက်တစ္ဆာရှိပြီးတော့အသက်ဒီကိုကာကွယ်စောင့်ရှောက်တဲ့ငှက်တကက်ဂုံချက်တည်ရှိတဲ့ငှက်ကိုချင်းပြည်နယ်နဲ့ချင်းပြည်နယ်မှာညီတင်းနေထိုင်ကြတဲ့လူမျိုးနွယ်စုများကိုစားကျွန်တော်ရဲ့တင်ဂီတာဖြစ်တဲ့ကဘာကလည်းတည်တယ်မြန်မာနိုင်ငံလည်းတည်တယ်အားကြောင့်ဒီအောက်ချင်းရဲ့တစ္ဆာအတိုင်းကျွန်တော်တို့ဆက်ပြီးကျွန်တော်ဒီအောက်ချင်းရဲ့ဂုံတိတ်ဆာကိုဂုံတိတ်ခါကိုဆက်ထိန်ကြည့်နေဆိုရင်ကျွန်တော်တို့ကတယောက်ပေါ်တယောက်ကျွန်တော်တစ္ဆာရှိပြီးတော့ကိုယ်နယ်မြေမှာကိုယ်နယ်မြေစိုးမိုးရေးအတွက်ကျွန်တော်တို့စူးစမ်းကြရအောင် SSC စစ်ခွေးတွေတိုက်မဲ့ဆိုရင်လဲကိုနေရာကကိုမြို့နယ်စစ်ခွေးတွေကောက်အောင်တိုက်ကြရအောင်မြို့သိမ်းတိုက်ပွဲဆင်နွှဲခြင်းလဲကိုမြို့နယ်ကိုမြို့သိမ်းတိုက်ပွဲဆင်နွှဲကြရအောင်တယောက်နဲ့တယောက်ကိုငေရိုက်ပင်းမှုမရှိနိုင်ရင်တော့မှမနောက်ရှစ်ကြဖို့နဲ့နယ်စည်းကိုကြော်ပြီးတော့ကျွန်တော်တို့တယောက်နဲ့တယောက်ရံမပြုတ်ကြဖို့နဲ့ကိုနယ်ကိုမြေမှာလုံလုံခြုံခြုံနဲ့အေးအေးချမ်းချမ်းနဲ့နေနိုင်ဖို့နဲ့ကျွန်တော်တို့အမုန်းဆုံးအခါပြေဆုံးကျွန်တော်တို့အရက်ဆက်ဆုံးမကြိုက်တဲ့ကျွန်တော်ဘုံရန်သူဖြစ်တဲ့မအားလောက်ကိုကျွန်တော်တို့ရှစ်တမြလက်နဲ့အင်အားဒီနဲ့ကျွန်တော်တို့တိုက်ထုတ်ကြဖို့နဲ့ကိုငီပန့်ပူးတဲ့နိုင်ငံအတီးတီးက supporter များအနေနဲ့လည်းကိုပန့်ပူးတဲ့လက်နက်ကအဖွဲ့တွေကသူတို့ရဲ့လက်နက်တွေကသူတို့ရဲ့တနက်ပြောင်းတန်တွေက SSC ကိုဦးတည်သလားဒါမှမဟုတ်ရင်တခြားလူမျိုးနွယ်စုညီကိုမောင်နှမအရင်ချတီစီကိုဦးတည်သလားတွေးထွက်တန်မှုယူမှုတွေကတကယ်မုံမြတ်တဲ့တွေးထွက်တန်မှုတွေးထွက်
တန်ယူမှုလားဒါမှမဟုတ်တည်ဆုံမှုတွေကတကယ်မွန်မြတ်တဲ့တည်ဆုံမှုဖြစ်သလားမှားလားကိုတိုက်ခိုက်လို့တည်ဆုံမှုဟာမွန်မြတ်တဲ့တည်ဆုံမှုဖြစ်ပေမဲ့ CNF နဲ့ရက်အားရတိုက်ပွဲဖြစ်ပြီးတော့နှစ်ဖက်ကြဆုံးမှုတွေကမွန်မြတ်တဲ့တည်ဆုံမှုတွေးထွက်တန်ယူမှုလို့ကျွန်တော်တို့မဆိုးလို့နိုင်ပါဘူးအဲအကြောင်းကျွန်တော်တည်ရင်လည်းမွန်မြတ်တဲ့တည်ဆုံမှုဖြစ်တော့ကျွန်တော်တို့စင်ကျင်ပြီးတော့တယောက်နဲ့တယောက်လေးစားဖို့ကျွန်တော်ထပ်ထတလဲလဲကျွန်တော်ပြောကြလို့ချင်းဖြစ်ပါတယ်နောက်အဆုံးအနေနဲ့ကျွန်တော်တို့ down ဖြစ်ရင်လည်းကျွန်တော် down လို့နေရအောင်တိတ်ခါရှိနေကြအောင်အောက်ချင်းငယ်ဆိုရင်လည်းအောက်ချင်းငယ်လို့သစ္စာရှိကြရအောင်ကျွန်တော်ဖျားတရားကိုတနင်္ဂနွေနေ့တည်းကျွန်တော်ဖျားရှိခိုးတော့ဖျားเจ้าမှာဖျားဝတ်ပြုဆုတောင်းတဲ့လူတွေကဒီလိုမျိုးမဟုတ်မမှန်တည်နေနဲ့ညီကိုအချင်းချင်းအမုန်းပွားအောင်ကျွန်တော်တည်အမားတွေနဲ့မိုင်းတိုက်ပြီးတော့ကျွန်တော်43ဖြစ်တော့34ဖြစ်အောင်လှုပ်မဲ့အစားကျွန်တော်တို့အောက်ချင်းရဲ့တစ္ဆာကိုပြန်လဲထိမ့်သိမ့်ပြီးတော့တယောက်နဲ့တယောက်မကူငင်နေရင်တော့မှနောက်ကျောကိုဒါမှနဲ့မထိုးပဲနဲ့ကျွန်တော်တို့ခုပြောခြင်းလဲဝလုံးရှိနဲ့ရှောက်မရမ်းပဲနဲ့ကျွန်တော်တို့ကိုဦးတီယာ SSC ကိုဦးတီလဲဦးတီနောက်ကိုယ့်ရဲ့ policy ကိုယ့်ရဲ့ lancing တွေကိုတက်မတ်ကျွန်တော်တို့မြုပ်သိမ်းဖို့ဒါမှမဟုတ်ရင် SS ကိုတိုက်ထုတ်ဖို့နောက်ပြီးကို support တဲ့ကိုထောက်ပံ့ပေးတဲ့အဖွဲ့တွေကိုဒီငွေကြီးကိုထောက်ပံ့တဲ့အချိန်မှာလည်းကျွန်တော်တို့အတိတ်ပဲရှိသူတို့အသုံးပြုသလားမသုံးပြုလားဆိုတာကိုကျွန်တော်ချင်းချင်းပြီးတော့ကဘာရရကချင်းပြည်နယ်မှာနေပြည်သိနေထိုင်ကြတဲ့မျိုးနွယ်စုအတိုင်းမျိုးနွယ်စုအတီးတီးကနေပြီးတော့ကျွန်တော်တို့ချင်းကျွန်တော်တို့ဒီအောက်ချင်းရဲ့တစ္ဆာကိုပြန်လဲပြီးတော့ဝေထုတ်ကြရအောင်ကျွန်တော်တို့ပြန်လဲပြီးတင့်မြတ်ဖို့အတွက်ကိုစီးနဲ့ကိုနေကြပြီးတော့လုံချုံကိုဘုံရန်သူကိုပဲဥတီပြီးတော့တိုက်ခိုက်ကြအောင်မဟုတ်မမှန်တည်င်းနဲ့ကျွန်တော်တည်င်းဖြန့်ဝေပြီးတော့ဆွဆွဲမှုတွေကိုရက်တန်းကရက်ပြီးတော့ကျွန်တော်တို့ဘုံရန်သူဖြစ်တဲ့ကျွန်တော်တို့စစ်အာဏာရှင်ကိုကျွန်တော်ရွချွန်နဲ့ကျွန်တော်ညီညွတ်နဲ့တိုက်ခိုက်ကြရင်မကြတော့တဲ့အချိန်မှာကျွန်တော်မြန်မာပြည်လွတ်လပ်ပြီးတော့ချင်းပြည်နယ်မှာကျွန်တော်တို့လွတ်လပ်တဲ့ချင်းပြည်နယ်ဖြစ်ပြီးတော့ကိုနေရကိုဒီတာအတီးတီမှာတယောက်နဲ့တယောက်ကြီးသူငယ်နိုင်မဟုတ်ဘဲနဲ့ကိုဟာနဲ့ကိုမြတ်တနဲ့လွတ်လပ်နဲ့ကျွန်တော်တို့ကိုပိုင်အုပ်ချုပ်ခွင့်တွေရပြီးတော့ကျွန်တော်တို့ကိုကျမကိုဖန်တီးပိုင်ခွင့်တွေရကြဖို့တဖရာသခင်စီမှာဆုတောင်းပြီးတော့ကျွန်တော်တို့လက်တွဲပြီးတော့ကျွန်တော်တို့ဆက်လက်ပြီးတော့စူးစမ်းကြအောင်လို့ကျွန်တော်ဝေလပ်စုံမီဒီယာနေပြီးတော့ဆုတောင်းပြီးတော့စကားပါရင်လည်းကျွန်တော်ဒီတွင်ပဲနှိကုံးချုပ်ရစေအားလုံးကိုကျေးဇူးတင်ပါတယ်